ကိုယ့်ဘောကောင်းတဲ့သူကိုဘယ်လိုရှာမလဲဆိုတော့ကိုယ်အစင်မပြေဖြစ်တဲ့အချိန်ကိုမနာမကြမ်းဖြစ်တဲ့အချိန်ကိုဘေးနာမှာအပေးအားမြောက်ရှိတဲ့သူစကားနဲ့တော်၎င်းပစ္စည်းပေးရတော်၎င်းအမြဲတမ်းအပေးအားမြောက်ရှိတဲ့သူကိုယ်ပေါ်တကယ်ကောင်းတဲ့သူပဲအချွေရန်ဆိုတဲ့သဘောကအဲ့ဒီသဘောပဲကိုကချွေနိုင်မှရန်ကြတယ်ဒါဟာမိတ်ဆွေကောင်းလို့ခေါ်လို့မရဘူးမိကောင်းဆွေကောင်းဆိုတာကိုမကောင်းတာတွေလုပ်တော့မယ်ဆိုရင်တော့မှကိုကိုတားမြစ်ပြီးတော့ကိုကိုလမ်းပြတဲ့သူကိုစင်မပြေဖြစ်တဲ့အချိန်ကိုမနာမကြမ်းဖြစ်တဲ့အချိန်တွေမှာကိုနာမှာအပင်အားမြောက်တဲ့အပိစကားတွေပြောနေတဲ့သူဟာအခုတော့မိကောင်းဆွေကောင်းပဲအဲ့လိုမိကောင်းဆွေကောင်းဆိုတာကလည်းဘဝမှာတကယ်ကိုရှားပါပါတယ်ချွေနိုင်မှရန်တဲ့သူတွေကပေါ်တယ်ပေးနိုင်မှကိုနာကိုကတ်တဲ့သူတွေကပေါ်တယ်ဘာပဲဖြစ်ဖြစ်ဘဝမှာတယောက်တည်းတမ်းမှာဖို့လိုပါတယ်စိတ်သက်တမ်းမှာဖို့လိုတယ်တယောက်တည်းရင်ဆိုင်နိုင်ဖို့ဘလိုရပဲကြုံလာမိတ်ဆွေကောင်းတွေရှိမနေဘူးဆိုရင်တယောက်တည်းကြောပြတ်နိုင်အောင်စူးစမ်းဖို့လိုတယ်ဒါကြောင့်တမ်းမှာပါစိတ်သက်မကြပါနဲ့ဘလိုရတွေပဲကြုံလာမိကောင်းဆွေကောင်းတွေရှိတယ်ဆိုရင်တော့အဲ့ဒီမိကောင်းဆွေကောင်းတွေကိုတံမိုးထားပါမိကောင်းဆွေကောင်းတွေမရှိဘူးဆိုရင်လည်းပဲအားငယ်ပါနဲ့တယောက်တည်းဘဝကိုရှင်းတန်းနိုင်အောင်ကြိုးစား